ဌာနမှူးကအန်ပူစော်ခနို့ထိန်မရဲ့ထမင်းတုပ်ကိုတလုတ်ပဲမြည်ကြည့်ရသေးတယ်ဒါပေမဲ့သူ့စိတ်ကိုလုံးဝဖန်ဆားသွားဖို့အတွက်အဲ့ဒီတလုတ်ထဲနဲ့တင်လုံလောက်နေခဲ့ပါပြီဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရတာဟာသူ့ရဲ့ပထမအချက်ဦးလုပ်ပေးလေးရှိတဲ့လက်ရမျိုးနဲ့တတိယရဲတူနေလို့ပါပဲအဲ့ဒီလူဟာစိတ်ချမ်းသာတွေအများကြီးရှာဖွေစုဆောင်းနိုင်ခဲ့ပေမဲ့လွန်ခဲ့တဲ့အချိန်တော်ကြာကလေးကကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အဲ့ဒီမျိုးသမီးဟာသူ့ဘဝရဲ့အနက်ဆိုင်ဆုံးတရားတစ်ခုဖြစ်နေခဲ့တော့မှာပဲသူမအင်တာဗျူးလာဖြေတဲ့နေ့ကိုသူအခုထိမှတ်မိနေပါသေးတယ်အန်နာဟာအိမ်ကအကြီးဆုံးချွေးမဝတ်ထားတဲ့အင်ဂျီဒီဇိုင်းတိုင်းတပုံစံလေးဝတ်ဆင်ပြီးရောက်လာခဲ့ပါတယ်အန်နာကဒါကိုဈေးလေးကနေဈေးပေါ်ပေါ်နဲ့ဝယ်လာခဲ့တာပါလို့ရှင်းပြပေမဲ့ရောက်ဖဖြစ်သူရဲ့ဇနီးညီမဖြစ်သူချွေးမကတော့ဒီကောင်ဝင်ဟာသူမရဲ့မရီချက်အန်နာနဲ့ကိုလိုက်ဖက်တယ်လို့ပြောခဲ့ပါတယ်ပြီးတော့သူမရဲ့ကိုလုံးကိုပေါက်ကိုလည်းနှိမ်ပြီးပြောဆိုလိုက်ပါသေးတယ်အန်နာကအလင်းမြန်ပြန်လဲရှင်းပြဖို့စူးစမ်းပေမဲ့အဲ့ဒီမျိုးသမီးကလက်ပါပြီးအန်နာမျက်နှာကိုဘုံကနေနေအောင်ရိုက်ချလိုက်ပါတယ်အဲ့ဒီပါရိုက်ချက်ကပဲအန်နာကိုဒီလိုချမ်းသာတဲ့မိသားစုတွေဟာဘလောက်တောင်စိတ်ကြီးဝင်ပြီးအေးစိတ်ရက်ဆက်နိုင်တယ်ဆိုတာပထမဦးဆုံးအချိန်ဖြစ်တကယ်လက်တွေ့တည်သွားစေခဲ့ပါတယ်အဲ့ဒီဖြစ်ရတစ်ခုလုံးကိုအိမ်ဦးနဲ့ဖြစ်တဲ့အဲ့ဒီလူကလှမ်းမြင်သွားခဲ့ပါတယ်အန်နာရှုံးမပေးပဲတောင်းခံထားတဲ့ပုံစံကသူ့ရဲ့အချစ်ဦးကိုအများကြီးတတိယသွားစေခဲ့တာပါဒါပေမဲ့အန်နာမမျှော်လင့်ထားခဲ့တာကတော့ဒီမိသားစုရဲ့အငယ်ဆုံးသမီးဟာသူမရဲ့အလယ်တန်းတုန်းကအခင်ဆုံးတငယ်ချင်းဖြစ်နေတာပါပဲအန်နာကတော့သူမအင်တာဗျူးလုံးဝကြာရှုံးသွားပြီလို့တေချာပေါက်ယူဆထားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲထိုလူကအောက်ကိုနှုံးလိုက်ပြီးကျန်းပြင်ပေါ်မှာပြုတ်ကျပြီးနင်းချေခံထားရတဲ့အန်နာရဲ့မျက်မှန်ကိုကောက်ပေးခဲ့ပါတယ်သူဟာဘာတခုမှမပြောဘဲသူ့ခန်းထဲကိုပြန်လျှောက်သွားခဲ့ပါတယ်သူဟာလွန်ခဲ့တဲ့အချိန်တုန်းကသူချစ်ရတဲ့အမျိုးသမီးကိုမကောက်ွယ်ပေးနိုင်ခဲ့ပဲလူမိုက်တယောက်လိုဖြစ်ခဲ့ရတဲ့အတွက်ကိုနောင်တရပြီးမုန်းတီးနေခဲ့တာပါထို့နောက်အဲ့ဒီလူကသူ့ရဲ့လက်ထောက်ကိုအန်နာရဲ့နောက်ကျောင်းရာဇဝင်ကိုစုံစမ်းခိုင်းခဲ့ပါတယ်အန်နာဟာ single mother မိခင်တူတည်းရှိတဲ့မိသားစုတယောက်ဖြစ်နေခဲ့ပါတယ်ကိုရင်ရဲ့အမကြီးနဲ့အချိန်မှာပဲသူမရဲ့ခင်ပွန်းဟာရုတ်တရက်မတော်တဆမှုတစ်ခုနဲ့ဆုံးပါသွားခဲ့တာပါအဲ့ဒီအချိန်ကစလို့သူမရဲ့ကဘာကြီးတစ်ခုလုံးဟာသူမရဲ့သမီးလေးပဲဖြစ်ခဲ့ပါတယ်သူမရဲ့အသက်9နှစ်အရွယ်သမီးလေးဟာစိတ်ခံစားချက်နုနယ်ပြီးအထိမခံတဲ့အပြင်သူမရဲ့အမေကတနေ့မှသူမကိုထားပစ်ခဲ့ပြီးဘယ်တော့မှပြန်မလာတော့မှာကိုအမြဲတမ်းစိုးရိမ်နေတဲ့သူလေးပါဘဝကအန်နာအပေါ်ဘလောက်ပဲဖိစီးနှိမ့်ဆက်နေပါစေသူမဟာသမီးလေးရဲ့ခံစားချက်ကိုတစ်ချိန်တစ်ခါမျှလစ်လျူမရှိခဲ့ပါဘူးသမီးလေးကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူးလို့အမြဲတမ်းကတိပေးလေးရှိပါတယ်ကံကောင်းတာကအန်နာမှာအမြဲတမ်းအကောင်းမြင်တတ်တဲ့အမေဖြစ်သူရှိနေပေးရပါပဲသူတို့မိသားစုဟာချို့တဲ့စင်းရဲလုံးပေမဲ့အမေဖြစ်သူကညီမလေးကိုအိမ်ခေါင်မိုးပေါ်ခေါ်သွားပြီးအသားကင်လေးတွေခဏခဏလှုပ်ကြွေးတတ်ပါတယ်ဂုံမောက်တတ်တဲ့အိမ်နီးနားချင်းတွေကတော့အခွင့်အရေးရရင်ရတယ်လို့သူတို့ကိုနှိမ်ချတတ်ကြပြီးအသေးမွားကိစ္စလေးတွေကအစပြဿနာရှာရန်ဖြစ်တတ်ကြပါတယ်အဲ့လိုမျိုးဖြစ်လာတိုင်းအမေဖြစ်သူကဘေးကလူကိုဝင်တိုက်ပြီးခြေချော်လဲခြင်းရောင်ဆောင်ကပြဿနာကိုအကြီးအကျယ်ချက်ပစ်လိုက်ပါတော့တယ်အံ့ဩဖို့ကောင်းတာကအဲ့ဒီနီလန်းကအမြဲတမ်းအလုပ်ဖြစ်နေတာပါပဲအိမ်နီးနားချင်းတွေလှည့်ပြန်ပြေးသွားတာနဲ့အမေဖြစ်သူကချက်ချင်းပြန်ထလာပြီးညီမလေးနဲ့လက်ဝါးချင်းရိုက်ကအောင်ပွဲခံလေးရှိပါတယ်နောက်ဆုံးမှာတော့အန်နာဟာသူမအိမ်မက်မက်ခဲ့ရတဲ့လက်စာကောင်းတဲ့အလုပ်ကိုရရှိသွားခဲ့ပါတယ်သူတို့ပြန်ဆောင်ကြတဲ့အခါမှာတော့အကြီးဆုံးချွေးမကဒေါသတကြီးဖြစ်နေခဲ့ပါတယ်သူမကအိမ်ထင်းကိုလှည့်ပြီးအန်နာကဒီကိုဘလိုနီးနဲ့ရောက်လာတာလဲဆိုတာကိုစစ်ဆေးမေးမြန်းပါတော့တယ်ဇက်ကြောင်းပြည့်အစုံကိုကြားပြီးနောက်မှာအကြီးဆုံးသားကလည်းဒေါသထွက်လာပြီးအန်နာကိုအိမ်ကနေမောင်းထုတ်ချင်နေတဲ့အကြောင်းရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့အိမ်တော်ဦးစီးဖြစ်တဲ့မျိုးသားကြီးကဝင်ပြောလိုက်ပြီးအန်နာဟာသူကိုယ်တိုင်ရွေးချယ်ထားတဲ့သူဖြစ်ကြောင်းပြီးတော့မိသားစုရဲ့ဂုဏ်သိက္ခာကိုညှိုးနှမ်းစေမဲ့ပါရိုက်တာမျိုးဒါမှမဟုတ်တခြားဘလိုကိစ္စမျိုးကိုမဆိုသူနောက်ထပ်တီးခံမှာမဟုတ်ကြောင်းပြပြတသားသတိပေးလိုက်ပါတယ်ဘယ်သူမှတခွန်းမှထပ်မပြောရဲတော့ပါဘူးတရက်မှာတော့အန်နာဟာသူမရှော့ဖုတ်ပြီးခါစားအိယာခင်းတွေကိုအိမ်ပေါ်နှစ်ယောက်ကတမင်တက်တက်လာရောက်ဖြစ်စီနေတာကိုလက်ပူးလက်ကျက်မိသွားခဲ့ပါတယ်အဲ့ဒီအပြင်အန်နာဟာအဆက်အသွယ်တွေနဲ့အလုပ်ရလာတာဖြစ်တယ်ဆိုပြီးတော့လည်းအတင်းအဖျင်းပြောနေကြတာပါသူတို့ကိုအန်နာစောင့်ကြည့်နေတာကိုသတိထားမိသွားတဲ့အခါသူတို့ကအန်နာကိုမတမာတဲ့နီလန်းတွေနဲ့ဝင်လာတာဖြစ်မယ်ဆိုပြီးနှောင်ပြောင်တရောကြပါတော့တယ်အန်နာလည်းစိတ်မထိန်နိုင်ပဲပြန်လဲအော်ဟစ်တုံ့ပြန်လိုက်ပါတယ်အဲ့ဒီအခါသူတို့ကအန်နာကိုဝိုင်းပြီးလက်ပါကြပါတော့တယ်လူနှစ်ယောက်ကိုတယောက်တည်းနဲ့အန်နာဘလို့မှမရှင်နိုင်ခဲ့ပါဘူးရုံးရင်ဆန်ခတ်ဖြစ်နေတဲ့ကြားထဲမှာသူတို့ကအဝိရှော်တောင်းနေပါအန်နာကောင်းကိုစွတ်ပစ်လိုက်ကြပါတယ်သူတို့အန်နာကိုတကယ်ပဲအပြင်းထန်ထိုးနှက်တော့မယ့်အချိန်မှာပဲအဲ့ဒီအမျိုးသားကြီးကရုတ်တရက်ရောက်ရှိလာပါတော့တယ်